အားလုံးပဲမင်္ဂလာပါနော်နာမည်ခရပါပဲဖြစ်ပါတယ်နော်ဒီနေ့မှာတော့ကျွန်တော်ပင်လေပြင်မှာအသက်ရှင်သွားမှာပဲဖြစ်ပါတယ်ကျွန်တော်ဘယ်လိုဒီစီကိုရောက်လာကျွန်တော်တင်မောနဲ့ဗျာပျော်ပွဲစားထွက်နေဗျာကျွန်တော်တင်မောမုံတိုင်းမိပြီးတော့မောက်သွားအဲ့ဒါနဲ့ကျွန်တော်ဒီတိုင်းဖြစ်တာပဲကျွန်တော်တယောက်တည်းအသက်ရှင်ကြရဗျာရင်ဆုံးဒီပဲကြည့်လိုက်ပင်လေပြင်နေနဲ့ငမန်းတွေရောရင်တော့ကျွန်တော်တဲရရှိတဲ့ရေဘူးလေးတွေအကုန်ယူထားလိုက်ဒီမှာငါးများချိတ်တစ်တုံးโอเคပေါင်မုံက4ခုရတယ်ဒီရေတွေကကျွန်တော်လူတွေဗျကျွန်တော်ရေခန်းချောက်သွားလို့လေကျွန်တော်ဘယ်အသက်ရှင်ဖို့ခက်ခဲတယ်ဗျyou know တော့ဒီမှာပေါင်မုံတစ်လုံး8လုံးရပြီပေါင်မုံက8လုံးတစ်သား4ခုโอเคဒါ5ခုဒါပါဒါလည်းတစ်သားပဲโอเคပတ်စိန်ဒါတို့ကတော့8ခုရပြီဟာโอเคကျွန်တော်အနီးနားဆုံးတင်မောစီကိုတွားရမှာရင်တော့ဘာဒီ crash ဟိုဟာရောက်ရတယ်တခုလုံးမယ်โอเคအဲ့ဒါမျိုးဓာတ်တွေဘာညာလောက်ရပါဗျာဒါဒီနောက်ထားလိုက်ရင်တော့ဝုန်းမငမန်းနေမြင်လားဗလာတို့ရင်တော့ဘယ်ဒီတော့ဟိုတင်မောစီကိုပဲတော့မှာရင်တော့ငမန်းရှိသေးငမန်းဟိုဘက်တော့ဒီဘက်ကဘာမှမရှိဘူးဟိုဖူးကိုတော့တယ်နေကွာတာရပြေးတာအေးမေနောက်မှာငမန်းနေလိုက်ရငမန်းနေလိုက်ရပြီမေကဲပါအောင်တော့ဒီမောမှာတက်ရှင်တန်းနေရပြီဗျာမလေးအေးတမြင်လာတက်နေသေးရဲ့ကွာအိုးဒီမငါလေးငမန်းလေးလိုက်တာဟိုတက်မယ်ရွာသားကြီးမင်္ဂလာပါဗျာမင်္ဂလာပါလိရှိရောchess လည်းမရှိဘူးကွာchess လိုတယ်ကွာဒီမအိယာရှိဟိုမဲကျွန်တော်အိယာရင်မအိယာရှိမှာကျွန်တော်လည်းအိယာမှာလုံးဒီပစံယုံဒီအယုံရအေးရမဖြတ်သေးဘူးဦးလိုက်လာဒီကတင်မုံဒီတော့တက်ချင်ပါဘာရှိတယ်တော်တော်ကျဲတဲ့ပင်နေပါလားဟိုးမဲ့လေးတတိပါလားဟိုမှာရော2စီးဟိုမှာအဲ့ကျွန်တော်တို့ခရီးအမလီရှစ်ပြုတ်ကြတော့ကွာခုနကဗရာဒါတို့မြင်လိုက်တာဗျအဲ့ကျွန်တော်တို့ခရီးထွက်တဲ့တင်မော်ပဲဗျအဲ့မောက်တော့ဒါလေးယူလာโอเคဒီတစ်သားရလာရေးကျွန်တော်9ပေါင်တစ်သားလေး9ပေါင်ဟဲ့စလာ9မှာလားဗရာဒါရွာသားကိုပြောရမှာโอเคနောက်ဆိုရပြီဒီဆုံးတင်မော်ခရက်စ်တင်မော်ခရက်စ်မယ်တင်မော်ဘာဒီလိုတိလဲကြည့်အောင်ပါ chess တင်မော်ဆိုရင်ပိုကောင်းနေဗျနောက်တော့ဟိုလိုသေးတယ်ကော်ပြလောက်လာအောင်โอเคကော်ပြလောက်ပြီးတော့တင်မော်ရပြီထင်တာကော်ပြလောက်ပြီးတော့တင်မော်တော့ရွာရတင်ပြီနော်ရတင်ပြီရသေးဘူးဘာလို့မရသေးအောင်တစ်သားတွေလိုသေးတယ်အဲ့လိုတစ်သားကိုဒီလိုမျိုးဟာလေးကိုလှုပ်လိုက်မယ်လေရှင်းတာပဲโอเคတင်မောရပြီတစီโอเคတင်မောရှိလို့ငမန်းနေကြောက်စရာမလိုဘူးဗျအဲ့တင်မောလေးအဲ့လေးနဲ့ပဲကျွန်တော်သွားရုံပဲโอเคပါလို့ပြီးလိုက်ပါစလာโอเคဒီလောက်ဆိုရင်ရပြီပြင်းလိုက်တာမိုးတော်မှရွာလိုက်ပြီဒါလေးဖြတ်ချိန်မှခုနကကျွန်တော်ရက်လိုက်တာဘာလို့လဲသိလားကျွန်တော်ဘိုက်စာလို့ထမင်းသွားစားရအဲ့အားကြောင့်မို့တို့ဒီအဲ့အားကြောင့်ပါโอเคဦးလေးတီသွားမယ်လေးပေါင်လေးမြင်တယ်ဟိုကလေးပေါင်လေးတောင်မြင်တယ်လေးသေးလေး
အဲ့မှာလဲရွာသားတွေရှိတယ်ဒီရွာသားတွေကဘလို့မြန်ရောက်လာကြတယ်ကွာလေတွေကလည်းမိုက်တယ်ကွာသူတို့လည်းဒီမှာငါတို့လူတွေကဒီလောက်ပဲရှင်းနေတော့ဒါမှသူတို့ကသူတို့ပိုင်သူတို့လာတော့ငါတို့တင်းမောနဲ့ဆိုအကုန်တည်နေတယ်ဒီမဲ့အိုးမဲရွာသားပေါက်စားရွာသားတွေလည်းရှိတယ်ရွာသားမတင်းမောသားတွေဒီချက်ထဲမှာပါရှိရောโอเคဒါရပြီဒါရေတန်းဆဲလောက်ရတယ်ကွာဒီမှာဘောင်းမီမဟုတ်ဘူးLeather right armor Leather right ကျွန်တော်ပြောတတ်တော့ဗျာပြောတတ်တော့ကျွန်တော်ဒီစီမှာじゃဇိုမီမရှိဘူးဆိုတော့ AC ပဲဒါပေမဲ့ညညတော့ဒါနဲ့ကြောက်ရတာဟွာလေကျွန်တော်ရေပဲလိုချင်တော့အဲ့ငါလေးလိုတာငါ့ကိုငါစားမယ်ငါပျောက်သွားငါရေရဲစင်းသွားကွာငါရေရဲစင်းသွားအောင်မငမန်းတေကောင်ပြောနမန်းခတာကျွန်တော်ကစကားတိတ်မပြီးလို့ sorry ပါလို့ကစားတိတ်မပြီး okay လူနောက်ထပ်တစ်ခုလူတွေဒီမှာရေဘူးလေးရှိပဲ okay ရေဘူးယူလာအောင်မယ် okay ကွာရေဘူးလေးလည်းယူပြီးဆိုတော့ရေဘူးလေးတော့ပြီးတယ် okay ရေဘူးလေးလည်းယူပြီးတော့အောင်ရွာသားပေါက်ဖာမင်းရေတဲ့မစင်းနဲ့နော်စင်းတော့မသိမှာပေါ့စင်းနဲ့နော်စင်းတော့မင်းအစ်မစင်းနဲ့ညီလေးဒီတော့ကျွန်တော်ပစိန် crash လိုက်တော့မယ်ပစိန် crash ဆိုတော့ကျွန်တော်ဒါလေးကိုပြန်ဖြတ်လိုက်မယ်ဗျာဟာရောငမန်းကြိုက်လို့မတာပေါ်နေမယ်ဒါပြန်တက်တစ်ခေတ်ဟာရွာသားအေးပေးရောရေငါရေစားနေပြီကွာရေတောက်ရအောင်မယ်ရေတောက်လာโอเคရေလက်တောက်ပြီဆိုတော့ဟာရောရေကတကူပဲကြံတော့ကွာမလို့လို့ရမလို့ရေလိုက်ရှာမှာပဲမတက်နိုင်တော့လိုက်ရှာအောင်ကွာโอเคရေလိုက်ရှာရအောင်မယ်တော့ရေလုံးကျွန်တော်မယ်ကျွန်တော်တို့ပြက်ကြတဲ့တင်မော်ရှိသွားမယ်ကျွန်တော်တို့ပြက်ကြတာမဟုတ်တင်မော်မောက်တာဗျာကျွန်တော်တယောက်တည်းတက်ရှင်နေတာလေမောင်းနေကျွန်တော်တယောက်တည်းတက်ရှင်နေတာကျွန်တော်ကန်ကောင်းလို့အဲ့တော့မှကျွန်တော်တက်ရှင်โอเคငါဒီပြက်မှာပဲငမန်းလာမယ်ရေလုံးတစ်သားလေးခုတ်လိုက်ကွာโอเคတစ်သားခုတ်လိုက်အောင်ကွာတစ်သားခုတ်ပြီးတော့ငါပါလုံးကောင်းနော်တော့ play crash ပြရနေဒီဘောဒီထဲမှာပါရှိအောင်ဘာမှလည်းမရှိဘူးကွာဘာမှလည်းမရှိတစ်သားလည်းခုတ်ပြီးတော့ဘာမှလည်းမရှိဘူးโอเคအကောင်းဆုံးကတော့ရေနဲ့မထိတာကောင်းလုံးပဲဆိုတော့ကျွန်တော်ဒီနေရာမှာဒါထဲတက်တာရေနဲ့မထိတာကောင်းလုံးပဲငမန်းညနာနော်လူစင်းတာနဲ့ငမန်းရောက်ချင်တာညီမလူကြီးရေပဲကူးသွားတော့လေကွာအဲ့ငမန်းလေးကျွေးမြန်Okay. Oh shit. Mama ngaman dah. Just tema. Okay, ngapu tinom you dong, ngapu tinom you dong. Nga say. Yo ye ngaman kai dia. Na ya, toro na roi. Ya le mesti dah. Ya sah ni ya, ngaman ni ya. ငမန်းနေရရောက်လာပြီလို့လောက်ပါကျွန်တော်ဘယ်ကနေရောဘယ်လိုသွားရမြန်လေချပြီးပြေးမှာပဲရှိတော့ပြေးအောင်ပဲရှိတော့လေပြေးအောင်ပဲနည်းပြေးโอเค
ရေစာလို့လေတည်တော့မယ်နည်းနည်းလောက်ပါဗျာတည်တော့မယ်နည်းနည်းကျွန်တော်ရဲ့ခုနကနေရာကိုသွားရကျွန်တော်ပစ္စည်းလေးတွေသွားထည့်ရပါမယ်တော့ဝင်နေရဒါပါတော့ဟာပြေတော့လားဟာငါလီပေါ်လိုက်လာပြီလုံးတေးပါဒီနေရာမှာကျွန်တော်ပစ္စည်းလေးတွေထည့်ဟိုမှာကျွန်တော်ရေစားနေပြီလာလို့ကြည့်လားကျွန်တော်တော့မလိုက်ရေလဲစားနေပြီကျွန်တော်ရေတောက်ရတော့မယ်ဘာမှလည်းမရှိကွာရေစားလို့မတီးဘူးငါပစ္စည်းလေးတွေထားခဲ့တော့ဦးဒီမရှိလားမသိဘူးနည်းလေးရေရှိလားမြင်မရှိဘူးဟာပေးပဲတမင်းဒီတောက်လိုက်တော့မယ်โอเคဒီရေနဲ့အသက်ရှင်တယ်ရော့ကွာတက်လိုက်ပြီနားလေးလေးလာပြန်ရโอเคနားလေးလေးရအောင်ငမန်းကောင်ဗာမြတ်မA few moments later ကဲကျွန်တော်ခုပြန်ပြီးတော့ရောက်လာပါပြီဘာလို့လဲဆိုတော့ကျွန်တော်ခုနကကျွန်တော်အတုပ်လေးတွေစားကြည့်လို့ရတယ်ကျွန်တော်တမော်ဒီတောင်သွားဝယ်လိုက်တာအဲ့ဒါကြောင့်မို့ကျွန်တော်လုပ်လိုက်တာတီတော့မသိဘူးညတော့မှရောက်တော့မှာပဲအုံလုံးမဲ့ငမန်းမာတာငါလာကြိုက်ချင်တယ်ငါတော့ကြိုက်လို့မရဘူးငါပဲထွက်နင်းတော့ကြိုက်လို့ငါလည်းကြိုက်နေမြင်ကဲဒီကျွန်တော်ခုနကတွေ့တာတော့တီးပါတယ်ပြောပါတယ်တမော်ဒီတောင်စားကြလို့တမော်ဒီတောင်သွားဝယ်ရပဲဖြစ်ပါတယ်ကျွန်တော်ဗျာ Minecraft video လေးတင်နေတယ်ကျွန်တော်လူမျိုးဥစ္စာလေး like အားလေးကိုမတင်တာတော့မှနည်းနည်းကြားတယ်ဗျာโอเคဒီဝတ်တော့โอเคရပြီအိတ်ဖို့မကြံတော့လေအိတ်တော့မယ် crawl crew โอเคမနေ့တောင်မှရောက်လာပြီကွာအိတ်လိုက်တာဝါတော့မဝါကွာရောကွာငါလေးဒီပေါ်မှာတင်ပြီးတော့ဟုတ်တယ်ဟာငါ့ပစ္စည်းလေးကိုဒီမှာထားလို့ရတယ်ငါလေးပစ္စည်းထားကောင်ဒီလေးထားလိုက်မယ်ထားလိုက်မယ်โอเคငါစီလဲရှင်းသွားပြီဆိုတော့အစ်စေးပဲစားနော်ဗရာတို့ဒါလေးရပြီဆိုကြတော့ရေတန်းဆက်လုံးလို့ရပြီโอเคရေတန်းဆက်လေးရပြီဗျာကျွန်တော်ရေတန်းဆက်ရပြီဆိုတော့ရေတွက်တော့ပူရမှာကျွန်တော်အာမာလဲဝေးလိုက်ပြီကျွန်တော်မဝေးရတော့မကြားလေရေတန်းဆက်ရပြီဆိုတော့ကျွန်တော်စမ်းတက်လိုက်အောင်ဗျာကျွန်တော်စမ်းတက်ရအောင်โอเคဘရိုတို့ရေကျွန်တော်စမ်းတက်ရအောင်ဘရိုတို့ရေโอเคရေလုံးကျွန်တော်ပစိန်ယူရမှာပြင်းလို့ဓာတ်နဲ့ပဲခုတ်လိုက်တော့မယ်ရေလုံးရေလေးတောက်ထားလိုက်အောင်တော်မယ်ယောโอเคရပြီလဲလော်လိုက်ရကွာဒါတော့ကျွန်တော်ရေတန်းဆက်ရရင်ဟောရေတန်းဆက်လူရေရရင်တော့ဒီကိန်းကတော့ easy လွယ်ပါဒါနဲ့စာပိုင်းတော့ခက်တယ်ဝိုင်းတာတော့လွယ်ပါ easy လွယ်တယ်မှာကျွန်တော်ဒါတော့ကျွန်တော်ပစ္စည်းလေးတွေထားတာလေးဒီမှာပစိန်ကျွန်တော်ပစိန်ယူဖို့မေးနေလို့ပစိန်လာယူโอเค73ခုဒါဘာလို့ကျွန်တော်ဒီမှာထားလဲဆိုတော့ကျွန်တော်တကယ်လို့သေသွားရင်တော့မှဒီမှာစပုန်းတာဆိုတော့ကျွန်တော်ပစ္စည်းတွေလည်းမပြောက်သွားတဲ့ပြီစုပြီးသားတော့မှရသွားရင်ဗျာဗလာသားရေโอเคအဲ့ဒါတ
တေလို့ရင်ဒီနားမှာပြန်ပြီးတော့စပွန်မှာဆိုတော့ကြောက်ရတယ်အဲ့ဒီကနမန်းကြိုက်တာဒီလိုလေးစေးပေါ်နမန်းကြိုက်ခဲ့ရပါဒီတိုင်းဆိုမကြိုက်ခဲ့ရပြီမဲ့လေကျွန်တော်ဖြေရပြီးတော့ဟိုဟာရေတောက်ပဲနဲ့လေးနေလို့ရင်တော့ကျွန်တော်ဟိုဟာဖြစ်ပြီရေစားပြီးတော့တေသွားမှာအဲ့ဟာပူကြောက်ရတယ်နောက်ထပ်ကြမ်းရှင်နေခဏတိုင်းတေနေမှာကျွန်တော်ရဲ့နားမှာ crash ပါတယ် crab ပါတယ် crash 98ဒီလိုလိုလောမြင်တိကွာပြင်းလိုက်တယ်ကွာဘာမှလည်းလုပ်စရာမရှိဒီရေစကြီးကိုစမ်းတက်မယ်အိုးရေထည့်ရလားဒီရေထည့်ရလားဒီထည့်ကြည့်လိုက်အောင်ရောဘာလို့ထည့်လဲမထည့်နားမှာထည့်ရမှာတော့တက်လို့လည်းခုတ်လို့လည်းများတော့ဝေးအောင်ဒီလောက်ကြပါတော့တော့ပါတော့ဟာတေးတော့ကွာငါတေးအော်တော်သေးတာပေါ့ရလိုက်တယ်အော်တော်သေးတယ်ကျွန်တော်ဒါပစ္စည်းတော့မဟုတ်ဘူးဗျာဒါအကောင်လိုမျိုးပုံစံလိုမျိုးတေးတော့လည်းမိုက်တယ်ကျွန်တော်ဟိုကလိုနေရေဘူးဒီမှာဒီနဲ့လည်းမြာအဲ့နားမလို့မရဘူးဒီနားလေးမှာဆက်တက်ကြည့်လိုက်မယ်โอเคဒီနားလေးမှာရေထည့်လိုက်ထည့်ရောဘူးရရောရေထည့်မြန်ရေးပေးလိုက်ရေထည့်မြန်တိုင်ပတ်နေတယ်ရေကပဲရေထည့်ရမှာလို့ကျွန်တော်ပြောကြပါဦးကျွန်တော်ဟိုဒီထင်တာပဲကျွန်တော်ထင်ဟုတ်တယ်ဗျဒီထင်ရမှာဟိုတီးပြီးပြောဒီတန်းစရရတယ်โอเคရပြီဒီတန်းစရပြီအိုးဒီလိုကိုโอเคပါလို့အားရောပစ္စည်းတွေကဘယ်လိုများရောက်မရောရေဘူးလေလူဘာလို့ဟာဟိုလုံးကြအောင်ပစ္စည်းတွေရောက်နေပစ္စည်းတွေလေးပေါ်မှာပြန်နေပစ္စည်းတွေတော့ဟာဒီကောင်တက်လိုက်တော့မယ်ရှုပ်လို့โอเคကျွန်တော်ဘာလို့ကောင်းမလို့နောက်ထပ် crush ရမှာတော့ဘောက် crush ရမှာမဟုတ်ဒီပဲကျွန်တော်ဟိုဒါလေးတွေယူလိုက်အောင်မယ်လိုက်မယ်โอเคယူပြီးပြီရပြီယူပြီးပြီโอเคဒီဥစ္စာပစ္စည်းလောက်တော့လို့ဒီထဲထည့်ထားလိုက်โอเคမရတော့ယူလို့မရတော့ဟာယူလို့ရတော့ထည့်ဟုတ်တယ်မရတော့ဘူးယူလို့မရတော့ဟုတ်တယ်ယူလို့မရတော့တာโอเคအဲ့လောက်ဆိုဘာလုံးရမယ်မသိဘူးကွာအဲ့ချိန်မှာပဲသဲလေးပေါ်မှာပြန်နေရတယ်ထိတ်တိုက်တိုးနေရပဲဖြစ်ပါတယ်ဘာဖြစ်တာကဒါဝါကြီးငမန်းနေဖြက်စီးထားတယ်ငမန်းတွေကဖြက်စီးရလေးပြတာတို့ရတိတို့သွားရရှည်ထက်တာလေတော့ brother တို့အပြင်မှာငမန်းတကယ်မြင်ဘူးလားကျွန်တော်တော့မြင်ဘူးဟီကျွန်တော်လည်းမြင်ဘူးဗျာ brother တို့ကျွန်တော်လည်းမြင်ဘူးဒီဒါလေးရင်ပြလိုက်မယ်ပြအဲ့ရောငါ့ပစ္စည်းတွေကြာကုန်ပြီကွာငါ့ဥစ္စာကြီးဒီလေးကြာသွားပြီလုံးမအောင်မဲငမန်းရှိမှာပစ္စည်းโอเค
ကဲဗီဒီယိုလေးတော့ဒီလောက်ပါပဲစုံထိကြည့်ပြီးတဲ့တယောက်ချင်းဒီတိုင်းကိုကျေးဇူးတင်ပါတယ်အားလုံးပဲဘိုင်ဘိုင်